အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီအခုလိုမျိုးအခက်ခဲဆုံးအချိန်မှာကျွန်တော်တို့အကောင်းဆုံးတွေကြော်ဖြတ်ကြရတယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာကတ်ဆိုးတွေအမျိုးမျိုးကတ်ဆိုင်ပြီးတဲ့အချိန်မှာကတ်ဆိုးကာလတုန်းကခံလာခဲ့ရတဲ့ဒုက္ခသောကတွေအများများကြတာလူတိုင်းသိမှာပါအဲ့တော့ကတ်ဆိုးကြုံတဲ့နေရာတွေမကြုံတဲ့နေရာတွေရောအခုလိုခက်ခဲတဲ့ကာလမှာအကောင်းဆုံးနည်းလမ်းနဲ့အကောင်းဆုံးဘဝဖြည့်ရှင်နည်းတွေကိုဖြည့်ရှင်နိုင်ကြပြီးတော့အကောင်းဆုံးကြော်ဖြတ်နိုင်ကြပါစေဆုတောင်းပေးပါတယ်ကျွန်တော်ဒနဆိုလာဘက်ကတော့ဒီနေ့ကျွန်တော်တို့ CCTV 16လုံး channel နဲ့ကင်မရာ10လုံးတက်ဆင်ပေးနေပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအနိုင်မဲ့ရုန်းကန်ခဲ့ရပါတယ်ခက်ခဲတဲ့ကာလမှာကျွန်တော်တို့ကလည်းဒီအခက်ခဲဆုံးအကြမ်းတမ်းဆုံးဆိုတဲ့ဘဝဖြတ်ကျော်နေရတဲ့အချိန်မှာဒီပြိုလဲနေတဲ့အချိန်မှာဒီထက်မကပြိုမလဲအောင်ဒီထက်မကဒုက္ခမရောက်အောင်အကောင်းဆုံးရှင်သန်ကြိုးစားရပါတယ်အားလုံးလည်းအဆင်ပြေကြပါစေအောင်မြင်ကြပါစေ